တော့မရခဲ့ဘူးဗျတော့မြန်မာလူမျိုးမြန်မာဟီးရိုးနဲ့ပဲဒီ grand fight နေယူအနိုင်ယူတော့မှလားပေါ့နော်နေတာကြီးကလေလုံးဝစိတ်လှုပ်ရှားမှုကတော့အထွတ်ထိပ်ကိုတော့ရောက်နေပြီအဲ့တော့မှတော့ Vladi ကြီးသူ့အနေနဲ့အတင်းကိုပြေးဝင်လာပြီးတော့ right ပြီးတော့ body ခုနဲ့ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်ပြန်ပြီးတော့ပဲတီတီထိန်းတာပေးတဲ့လိုမျိုးပဲတစ်ဖက်မှာ game corner ခေါ်လိုက်ဆိုပြီး damage ကတော့ brand e-sport ဘက်ကနေပို့ပြီးတော့များနေရဲ့တာတေကိုပါချသွားခဲ့ပြီဗျအဲ့တော့ပြန်ပြီးတော့ထပ်ပြီးတော့ကြောက်လိုက်ပြီးတီတီနေနဲ့ထပ်ပြီးတော့ပဲ ultimate အပေးမှာတော့ကျွန်တော်တို့အရင်ဆုံးပေးလိုက်ရတာတော့ရောင်ပြီးဖြစ်သွားခဲ့ပြီဗျဒါပေမဲ့ Barley School ကမှပြန်ပြီးတော့ကြာသွားတယ် hero ကြီးတွေ့ရကြည့်မယ်ဆိုတော့3កောင်လောက်ကိုပြန်ပြီးပေးလိုက်ရတာဗျပြီးတော့ကျွန်တော် network ကလည်းဟိုဘက်ကို alight ပြန်ပြီးတော့ပေးလိုက်ရဆိုရင်အနေထားပေါ့နော်ပြီးတော့ Eric ကလည်းအောက်မှာပြန်ပြီးတော့ experience ထက်စမယ်ဆိုဘိုးကိုရသွားပြီလို့ပြောလို့ရတယ် UPGD ကိုယ်တိုင်ကစားဒီမှာလာပြီးတော့ကျွန်တော် battle လာဆိုင်ပေးရဆိုလာကြတယ်ခုနက Mr. King Calling နေပါရောအိမ်သားမှာပြန်ပြီးတော့ကြာခဲ့တယ်ဆိုပြီးမလဲကိုဘက်က damage က early game မှာပို့ပြီးတော့ထွက်တဲ့အပြင် late game ဆိုရင် cloud ဆိုတော့ကြတယ် next chat တော့ကြည့်ရပါဦးမယ် okay ဒါပေမဲ့တခုတော့ရှိတယ်ဘာလဲဆိုတော့ brand e-sport နေတယ်သူတို့အဲ့လိုဗတဲကိုစိတ်တိုင်းကြပြီးတော့ဒါတော့စိုင်လို့တော့မရောက်ဘူးသူတို့ early game ပါတယ်ဆိုတော့ကျွန်တော်လက်ခံတယ်အဲ့တော့ early game အတွင်းမှာတော့သူတို့လုံးစရာရှိရတော့ပြတ်တက်လို့ပေါ့နော်အဲ့တော့ဒါပေမဲ့ late game တွေဘာရောက်လာတဲ့အချိန်ကျရင်တော့ Brody ရဲ့ late game တော့မဟုတ် mid game စပြီးတော့ရောက်လာပြီဆိုတာနဲ့ Brody ရဲ့ damage နဲ့ basic တိုင်း King Calling နေတိုင်းပြန်ပြီးတော့တိုင်းပတ်လာမယ် Heron နဲ့ Cloud ကိုတော့ကျွန်တော်တို့စပြီးတော့မြင်ရတော့မှဒါအဲ့မှာ King Calling ကို surprise ထပ်ပြီးတော့ခေါ်ထည့်ထားတယ်ဒါပေမဲ့ purify နဲ့ပဲလောင်ရီနေနေရလေဒီတိုင်းမချင်းနဲ့ကိုချက်ချင်းကိုပြန်ပြီးတော့ဖတ်သွားခဲ့တာမလွယ်တော့ပေါ်မှာဒီမှာဘာချီယာအနေနဲ့လက်ပုနဲ့ထိန်းနေရအစီအမီပြီးဆိုလူနိုးစတိုရာလည်း bucket တွေချက်ချင်းထောက်ထားတဲ့အတွက်ကြောင့်မို့နော်ရန်တော့မလွယ်တော့ cloud နဲ့ belly weight ပြန်ပြီးတော့ပြီး heavy စမန်ဖူကထပ်ပြီးတော့ပေးနေလိုက်ထားတာရတဲ့ကောင်တန်းပြီးတော့ကျွန်တော်စပဲတွေပေးနေအကုန်လုံးဖြတ်ထားတယ်ဒါလည်းနောက်ဆုံးပွဲဆိုတော့ကြာလေအဲ့လောက်တော့ရှိမှာပဲဗျလူနိုးချက်ရှိရကြည့်ရမယ်ဒီတော့ Ruby GD level 6အနေထားလို့ရှိနေ 8 ကတော့ level 7ပါအဲ့ဒီမှာတစ်ဖက်က cloud ကိုပြန်ပြီးကြည့်လိုက်မယ် cloud ကအမြဲတမ်းလို့ level တော်တော်လေးတိုင်ဘလို့ထည့်ပဲကိုယ်ဒီမှာ play ကလိုက်တာဘေးတစ်ဖက်ထပ်ပြီးတော့ပြီးတာပဲကြားပါ Brody နဲ့ cloud ထပ်ပြီးတော့ရရှိနောက်ထပ်တစ်ကောင်ထပ်ပြီးတော့နောက်ထပ်တစ်ကောင်ထပ်ပြီးတော့ရရှိခဲ့တာ fight 4ပါကျွန်တော်လုံးဝ hero K ကိုအပြတ်သက်ကိုပြန်ပြီးတော့ရသွားခဲ့ပြီအဓိကလည်းဗတဲ့ဆိုင်ဝါနေရအရန်ကိုလှတယ်အဲ့တော့ကြောင်းလေးလေးနဲ့လာလုံးတဲ့ကျွန်တော်ဘာစီယာနေနဲ့ဘာလုံးမှလည်းသူနေနဲ့ AH damage ကိုပြန်မထပ်ပြီးတော့ပဲဆွဲထားသေးတယ်ဒီနားမှာရောက်ရင်ပိုကြီးတဲ့အကောင်တော့ငါမိထားပြီအဲ့မှာတော့သူတို့တဲပြီးတော့ဖြတ်ပါလားဘာစီယာကတော့တောက်လျှောက်ဖြစ် animate နဲ့ပြေးနေတဲ့ဆိုတော့နောက်မှရှင်းနေတဲ့ AH damage တွေတိုင်းနာလားနောက်လည်းထပ်ပြီးတော့ပဲ throw back မမွေးပါပေးလိုက်ရင်လည်းပဲ roll လေးနဲ့ damage ကို base ကိုပြေးလိုက်ရတာဘယ်လောက်တော့ပြေးလိုက်ရလဲဆို fast tower တစ်လုံးမှာသူနေနဲ့ထပ်ပြီးတော့ပေးလိုက်ရအဲ့မှာ Ruby TD damage တွေကြားထဲမှာ right ဘာလုံးမှလည်းစေမဖို့ခင်းပြီးတော့ထပ်ပြီးတော့ပဲထွက်ပြေးလိုက်ရပြန်ပြီဗျအဲ့တော့ Hero K 5-4နဲ့ပဲဒီချိန်မှာ Barley School တင်းနေသူတို့ရသွားတဲ့ Mid Tower အားတော်တော်ကြီးကိုကောင်းပါတယ်ဟုတ်ကဲ့ဗျ Mid Tower အားမှာတော်တော်လေးလှုပ်တိုင်းရဲ့အနေထားတစ်ခုမှာ Ruby DD ရဲ့ Grow ရဲ့ performance တွေကလည်းအရန်ကိုပြနေရဲ့ပြင် Kit ကိုယ်တိုင်ဝါစာ and depth ပါအဲ့ဒီထားတစ်ခုမှာ Brody ကိုယ်တိုင်ကစလဲ damage တွေအများကြီးပေးနိုင်တယ်တော့ပုံစံမျိုးရရှိနေပြီကျွန်တော်တို့အနေနဲ့အပေါ်နဲ့ Fast Tower ပြန်ပြီးတော့ရအောင်မယ်ဗျဟုတ်ရပြီစစ်တာ King Calling ပြန်ပြီးထောက်တယ်ဘေးတစ်ဖိုက်ပြီးတာ King Calling တော့အဲ့ဒါကမလုပ်တာလေနေပါပြီနောက်တစ်ကောင်မှထပ်ပြီးတော့တီဝိုင်းနေပဲလက်ပုနေ Devil King တော့လူတို့တက်ဖို့ damage တွေကြားမှာနောက်တစ်ကောင်ထပ်ပြီးတော့တီတော့မှလားကြည့်တဲ့အဲ့ဒါတစ်လုံးနဲ့နေတာပဲနောက်တစ်ချက်မှရှော်သွားခဲ့ရပြန်ပြီကင်းနေနဲ့လုံးဝမသေးခဲ့တဲ့ပြင်ထပ်ပြီးချန်ခဲ့တဲ့ဘာကြောင့် grow wall နဲ့ပြန်ပြီးဖြတ်ထားခဲ့ကြပါလက်ပုတော့ပြန်ပြီးတော့ပေးဆက်လိုက်ရသေးပါဟုတ်ပါဘူးcloud နေနဲ့ demo handler တော့ပြန်ပြီးတော့ထွက်သွားခဲ့ပြီဗျလုံးဝ Mr. Trapping ကအလုံးလုံးနေပြီးတော့ပြောလို့တော့ရမယ်အဲ့ဒီအချိန်မှာကျွန်တော် Barley School နေနဲ့ထပ်ပြီးတော့ယူမှာတော့နောက်ထပ် second tower အဲ့မှာလာပြီးတော့ထောက်ချင်သေးတယ်ဘာဒီကတော့ damage လေးနှစ်ချက်လောက်ကတော့ပြစ်ကျွေးလိုက်သေးတယ်အဲ့မှာ ace နေနဲ့အလားပါလေးပဲပြန်ပြီးတော့ထွက်သွားခဲ့ပြီဗျအဲ့တော့ UK 85 9 minute အတွင်းမှာ brand နေနဲ့ရောနည်းနည်းလေးပြတာတော့ဖြစ်သူတို့တော့ဖြစ်နေပြီအဲ့မှာဘာဒီအနေနဲ့အတင်းကိုလိုက်လာတာဘာဖြစ်လို့လဲပြန်ပြီးတော့ထောက်ပေးထားတာဗျတာဝါတွေက Lunos ကိုအတင်းကိုထောက်ပေးထားတဲ့အချိန်မှာသူတို့ Lunos ကောင်တော့ပြန်ပြီးတော့ရှားလိုက်တယ်အဲ့တော့နောက်မှာတော့ပြန်ပြီးတော့ Ruby DD ရောက်လာရင်လည်းသူတို့ Mid Tower ကိုလိုချင်နေရလားပေါ့ဟုတ်တယ်လုံးဝ Mid Tower ကိုပေးတာဗျတော်လေးကိုကောင်းတဲ့ကစားကွက်တွေနဲ့အတူပဲ Barley School အနေနဲ့တော့ Game 7 မှာ 8-6 ဆိုတဲ့အနေထားတစ်ခုနဲ့တော့အတာလို့တော့ရှိနေပြီဒါပေမဲ့ပေါ်မှာ Harry စမန်ဖူတွေပေးထားတဲ့ Fast Tower တစ်လုံးတော့ပြင်ပြီးတော့ရရှိသွားခဲ့ပြီဗျဒီကလည်းခုနကဗီဒီယိုကြီးနေငယ်ပြန်ပြီးတော့ပေးထားတယ်ဒီတိုင်းမှာကျွန်တော်တို့ကလည်းလုံးဝမတက်ဘူးဆိုရဲ့အနေထားပေါ့နော်အဲဒီမှာ Harry က River နဲ့ Mena ဆောက်နှစ်ကွက်ပြသူတဖြည်းဖြည်းနဲ့မာလာမဲ့အနေထားတူကမင်းစစ်သားကိုယ်တိုင်ဟောစားတယ်မာလာဖားတော့ရတော့ပြီဗျဘာလို့ဆက်ပြီးတော့ဖြစ်တာဟုတ်ပါလဲဆိုတော့ကြည့်ရအောင်မယ်မင်းစစ်သား King Calling တစ်ပေါက်မှာဒီဘက်က Harry နေရာလေးချက်ချင်းကြောက်နိုင်တယ်နောက်တဲ့မင်းစစ်သား King Calling နဲ့အတူပဲ Cloud တို့ဘာတို့ကလည်းဒေကြီးကြောက်နိုင်တဲ့အနေထားတစ်ခုရှိနေပါလေအဲ့လို
တို့ရဲ့ AC လေးပဲဘာလို့စကူနေနေသူတို့ရဲ့ strategy လေးကိုတော့ပြန်လဲပြီးတော့ပုံတော့ပုံဖော်နေရပေါ့နော်အရင် rush သူတို့အမောက်တော့အနည်းဆုံးပုံစံမျိုးနဲ့သူတို့ထိန်းပြီးတော့သူကစားနေတယ်အာလီဂိမ်းမှာသူတို့နည်းလေးပေးလိုက်ရတယ်ဆိုပြီးအာလီဂိမ်းမှာဒါကျွန်တော်တို့ဖွက်ထားတဲ့အတိုင်းပဲပေါ့နော်သူတို့ဘုံကနေမှာတော့မှန်တယ်ဒါပေမဲ့ဘေဂိမ်းရောက်လာတဲ့အချိန်ကျရင်တော့ခံနိုင်မလားပေါ့ Randy နဲ့အဲ့တခုတော့တီးချင်တယ်အဲ့တော့ကျွန်တော်တစ်ဖက်မှာတော့ baby နေနဲ့မင်းမှာတော့ဂျိုပြီးတော့ထောက်ပြီးတော့ဂျိုင်းမှာ baby ရဲ့ cross ကလည်းတတယူ damage ကတော့များတယ်ဗျာဟုတ်တယ်အဲ့တော့သွားပြီးတော့စတော့မစရဲဘူးပေါ့နော်ထင်းတော့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်22.1 kg 21.9 kg အဲ့လောက်တော့ကွာတော့မကွာဘူးအဲ့ဒါတစ်ဖက်မှာ baby နေပိတ်တာဂျိုင်းမှာ OLB ထက်တိုက်မှာတစ်ခါလေးအဖက်ကိုပါသွားခဲ့တာဗျာဒီမှာလည်းမြင်းစစ်သားကြီးခင်ကောလေးကထောက်လျှောက်ချထားတဲ့အတွက်ကြောင့် cloud က blazing way ကလာပြီးတော့ပေးလို့မရဘူးအဲ့ချိန်မှာကျွန်တော်ထပ်ပြီးတော့ရရှိမှာအောက်လင်းရဲ့ flash tower တစ်လုံးထပ်ပြီးတော့စိတ်ပိုင် second tower တစ်လုံးကထပ်ပြီးတော့ရမယ်ပြင် UPDD ကိုယ်တိုင်သာဒီတာနဲ့မရရင်မတော့ဘူးခရီးကိုကြုံပြီးတော့ရှင်းထားပါသေးတယ်တကယ်ပေးဆက်မှုနဲ့တကယ်အဲ့ပြန်ပြီး trade တာတွေကတကယ်ကိုကောင်းနေခဲ့ပါတယ် တော့ objective ကိုပဲမင်းကိုထားပြီးထားတာဗျာ hey cloud နဲ့ blazing way လာပြီးနေ bit fight တွေဒိတ်ချစ်ကကြီးရင်တော့ပြန်ပြီးတော့ပေးထားပြီးကြပါ cloud blazing way ကကုန်သွားပြီ UPDD ပြန်ပြီးထွက်သွားတယ်ကောင်းတော့ပြန်ပြီးကြာတော့ခဲ့တဲ့နောက်မှာ3ကောင်လို့သူ့ဖြတ်တက်ရပြီလို့ input ပေါင်းနေကြားထဲမှာ fast ရောက်ပြန်ပြီးတော့ကျွန်တော်ရရှိခဲ့တာဗျအဲ့တော့မှ X ကလည်းမတည်သေးဘူးအနီးနားမှာလည်း baby ကိုယ်တိုင်ရှိနေတဲ့အနေအထားတစ်ခုမှာတော့ကိုဘက်ကဘာအရင်ကြီးဝင်တိုက်လို့မတွေ့ဘူးဗျ လုံးဝ1 for 1 trade ပါဟုတ်တယ်လုံးဝဒီပွဲမှာတော့ဘာဖြစ်ဖြစ်နေသူတို့ objective တွေကိုလုံးဝအဓိက target ထားတာtarget ယူပါဘာမှမဖြစ်ဘူးရတယ်ဟုတ် tower တွေပြည့်ယူမယ်အဲ့တော့ first tower 3လုံး